ရှင်ယတိပါယတိဒီနေ့ဘောနော် avatar wall ထဲမှာဘောနော်အသေးရောက်တစ်လေးဘောနော်သူကကျတော့ free ပေးတာပါနော် free လာလို့ဘောနော်ဒါ free ပေးတာပါဒီမှာပါဝင်ပြပါမယ်နောက်နေ့ဘောနော် game လေးလည်းဆော့ပြပေးမှာပဲဒါကြတော့ဘောနော်ဆိုင်ထဲဝင်မစောင့်ကြချို့ပြောက်ကုန်ကြလောက်ထားတာပေါ့နော်ဒီမှာပါဒါပါတကလေးရောက်ပါတယ်ဒီမှာပါဆိုင်ရဝန်ထမ်းလေးတွေလည်းရှိပါတယ်သပင်ပုံစံလေးတွေကတော့ဒါလေးပေါ့နော်အရင်အတကြီးထူးဆန်းသွားတော့မပါပါဘူးရှင်ဒါပါကိုရာ decoration ရှင်ဆင်ရတာလေးပေါ့နော်ဒါကပေါ်ထပ်ပြပါမယ်ပေါ်ထပ်လည်းသူတို့ပေးထားပါတယ်တန်ဝင်နေတဲ့အတွက် sorry ပါတန်မကောင်းဘူးဒါတော့ပေါ့နော်အဆောက်ပေါ့နော်ညရောက်တော့အိတ်တော်မယ်ဆိုပြီးဟိုစော့ရအောင်ကိုပြင်းလို့ဆိုပြီးတော့ဒါကတော့အဆောက်ထားတာပြပါရှိပါဒါကတော့ဖွင့်ပိတ်လို့ရပါတယ်ဒီမှာပါဒါတော့အရင်လာပါတယ်ပေါ့နော်ဒီမှာပါလောက်ထားပြီးပါတယ်ဒီကလေးရန်လာဒါတော့အိမ်ကူပေါ့နော်ဒီမှာပါရမ်းမိုက်ပါတယ်ဒီ decoration ကြည့်အောင်လည်းပေါ့နော်အရန်လှပေါ့နော်luggage တရားပါမရှိပါဘူးအားလုံးပဲbyeမှာနောက်နေ့ပေါ့နော် game လေးဆက်ပြပါမယ်ဘယ်လိုလေးလဲဆိုတော့ပေါ့နော် TikTok မှာရော YouTube မှာရောတင်ပေးပါမယ်ဗာ game လေးဆက်ပြရမယ်မှတ်ခဲ့ပေးပါ